ဂျိုးမှာရှိတဲ့ဒါအကြီးဆုံးထောင်ပေါ့နော်ချုပ်သားရထားတဲ့နေရာကိုသွားနေတာပေါ့နော်ဒီနေ့ကကျွန်တော်မထင်မှတ်ဖဲနဲ့ပေါ့နော်ဒါဂျိုးကလန်းမှာရှိတဲ့အကျဉ်းထောင်တစ်ခုကိုဒါတွားရောက်ဖြစ်ခဲ့ပါတယ်သွားတဲ့ကိစ္စကလည်းဒါတငယ်ချင်းတယောက်ပေါ့နော်ဒါထောင်ဝင်စာသွားတွေ့တာပေါ့နော် overscale ဖြစ်သွားတဲ့အခါမျိုးမှာ operation ကြောင့်ဒီလိုမျိုးဖမ်းခံရတဲ့အချုပ်ကနေတဆင့်ထောင်ရောက်သွားတဲ့အခါမှာသူတို့ကိုကျွန်တော်တို့ဘယ်လိုမျိုးသွားတွေးလို့ရမလဲအထက်ကိုဘယ်လိုဝင်ရလဲပေါ့နော်ဒါလေးတွေကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာမျှဝေပေးသွားပါမယ်စိတ်ဝင်စားရဲဆိုရင်တော့လိုက်ကြည့်ပေးပါဗျကျွန်တော်နေတဲ့ဒီစီနိုင်းကနေကလွမ်းကိုဒါကျွန်တော်2နာရီလောက်ထိပေါ့နော်ကားမောင်းရတယ်1နာရီ45မိနစ်လောက်ထိမောင်းရတယ်ဒီကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ပါလာတဲ့သူတွေရဲ့ဒီကားပေါ်မှာလည်းနေလို့မရဘူးပေါ့နော်ပါလာတဲ့သူတွေရဲ့ဒီ passport လေးတွေစစ်တယ် passport စစ်တယ် permit တွေပါတယ်သူတို့စစ်တယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့အထက်အတွင်းထဲကိုဝင်ဖို့ပေါ့နော်သူတို့စီမှာဖောင်လေးတွားဖြစ်ရတယ်အချင်းထောင်ကြနေတဲ့သူရဲ့နာမည်ပြီးတော့မှသူတို့ရဲ့ body number ပေါ့နော်ဒါနဲ့ကျွန်တော်တို့ appointment ယူထားတဲ့ရက်စွဲနဲ့ဒါတခါလေသူတို့ဖောင်ကြည့်လိုက်တယ်ရှိတယ်ဆိုတာနဲ့ကျွန်တော်တို့ဒါပေးဝင်တယ်ပေါ့နော်အတွင်းထဲဒီကိုကျွန်တော်တို့သွားလို့ရတယ်ဒီအတွင်းထဲကြတော့သူတို့အထက်မှာတွေ့ဖို့အတွက်ကျွန်တော်တို့ကောင်တာတစ်ခုကိုရောက်သွားတယ်ကောင်တာရောက်သွားတဲ့ခါကျတော့ဒီမှာပေါ့နော်ဒီစာရွက်ကလေးနဲ့ဒါဆောင်ရွက်လေးမှာကျွန်တော်တို့ဖောင်ပြရတယ်ဒီထဲမှာကျတော့ဒါသူ့ရဲ့အဖေဆိုအဖေပေါ့နော်ဒီအောက်မှာတွားတွေ့မဲ့လူရဲ့နာမည်ပြီးတော့မှသူ့ရဲ့ passport number ပေါ့နော်ဒါလေးတွေဖောင်လေးဖြည့်ရတယ်ဖြစ်ပြီးတော့မှကျွန်တော်တို့ဖောင်သွားထက်ကြတယ်ပေါ့နော်ဒီထက်ကိုရောက်လာပြီးမှကျွန်တော်တည်သွားတဲ့အချက်ကဘာလဲဆိုတော့ပေါ့နော်ကျွန်တော်တို့မိတ်ဆွေတွေအနေနဲ့ပေါ့နော်ဒီလိုမျိုးဒါမလေးရှားနိုင်ငံရဲ့ဒီဥပဒေရေးရာနဲ့ပတ်သက်တဲ့အရာတွေဒီလိုမျိုးနေရာတွေကိုသွားမယ်ဆိုရင်ကျွန်တော်တို့မလေးစကားကျွမ်းကျင်ချင်းတက်တဲ့သူတယောက်ကတော့ပါဖို့လိုပါတယ်ဗျစကားပြောတဲ့ဆိုတဲ့သူတယောက်တော့လိုအပ်ပါတယ်ကျွန်တော်တို့ပုံစံမျိုးနဲ့သွားမယ်ဆိုရင်လုံးဝအဆင်ပြေမှာမဟုတ်ပါဘူးဗျကျွန်တော်တို့ဒီ live ပြီးတော့မှဝန်ဆောင်မှုလုပ်ပေးတဲ့အကိုပါလို့ပေါ့နော်ကျွန်တော်တို့တော်တော်လေးအဆင်ပြေသွားတယ်အထဲမှာလည်းဒီဖောင်ဒေနာဘာညာတွေကအစပေါ့နော်သူတို့စကားတွေကတောင်းတန်းကျွန်တော်တို့နားမလဲဘူးပေါ့နော်တအားမြန်တယ်ပြီးတော့လဲထက်ကမေးခွန်းတွေမေးမယ်ဆိုလို့ရှိရင်လည်းသူတို့ကဒီဝန်ထမ်းတွေဖြစ်နေတော့မကြိုက်ကြဘူးပေါ့နော်အဲ့တော့အဲ့ချက်လေးတွေတော့ရှိတယ်အထက်မှာဝင်တွေးတဲ့သူကဒီဖုန်းတွေဘာညာအကုန်လုံးထားခဲ့ရတယ်ဘာပဲပေးလို့ရလဲဆိုတော့ဒီပတ်ဆက်ပဲပေးလို့ရတယ်ပေါ့နော်ပေးလိုက်တယ်ဆိုလို့ရှိရင်သူ့အတွက်ဘလို့အဆင်ပြေရလဲဆိုတော့သူဖုန်းကတ်လို့ဖုန်းဆင်းကတ်ဘာညာသူအထက်မှာပြန်ပြီးတော့မှဈေးဝယ်လို့ရတယ်ကျွန်တော်ထင်ထားတာကပေါ့နော်ဒီပတ်ဆက်ပေးလိုက်ရင်ဒီအထက်ထောင်ထဲမှာကြောက်နေတဲ့သူကဘယ်လိုသုံးရမလဲလို့အစထင်ထားတာပေါ့နော်အထက်မှာလည်းသူတို့ကပြန်ပြီးတော့မှဈေးဝယ်လို့ရတယ်ဗျာဘယ်လိုပြောလဲဆိုတော့ကျွန်တော်တို့ကဒီကထောင်ဝင်စာသွားတွေ့တဲ့လူကပတ်ဆက်ပေးလိုက်တယ်ပြီးရင်အထက်မှာပေါ့နော်သူအင်ကြီးလို့ချင်းအင်ကြီး2ထည်ဆို2ထည်ပေါ့နော်ဘောင်းမီ2ထည်ဆို2ထည်အေးရကင်းဆိုအေးရကင်းပေါ့နော်အထက်မှာကျွန်တော်တို့ဒီကပေးလိုက်တဲ့ပတ်ဆက်နဲ့သူတို့ကပြန်ပြီးတော့မှဝယ်ပြီးတော့သုံးရတယ်ပေါ့နော်ဒီကျင်းထောင်ကြနေတဲ့သူတွေကအထက်မှာပေါ့နော်ဒါဘာမှမရှိတဲ့အတွက်ဒီကျွန်တော်တို့ပေးတဲ့ပတ်ဆက်လေးနဲ့ဝယ်ပြီးတော့မှသူတို့အစင်ပြေပြေလေးနေရတယ်ပေါ့နော်ထောင်ဝင်သာသွားတွေ့တဲ့အပေါ်မှာကျွန်တော်တို့အရေးကြီးတဲ့အချက်ကရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ပေါ့နော်ကျွန်တော်တို့ appointment မယူခင်ပေါ့နော်သူ့ရဲ့နာမည်ပေါ့နော်အဖမ်းခံထားရတဲ့သူ့ရဲ့နာမည်ကိုကျွန်တော်တို့သိဖို့လိုတယ်ပြီးတော့မှသူ့ရဲ့ body number ပေါ့နော်ဒီနှစ်ခုသိမှကျွန်တော်တို့ appointment ယူလို့ရမှာဖြစ်ပါတယ်ထောင်ဝင်သာသွားတွေ့မဲ့သူတွေအတွက်ပေါ့နော်အတွေ့အကြုံတစ်ခုအနေနဲ့အရေးကြီးတဲ့အချက်တွေကဘာလဲဆိုတော့ကျွန်တော်တို့ appointment ယူတဲ့အခါမှာသွားတွေ့မဲ့သူရဲ့နာမည်နဲ့တခါတည်းပေါ့နော်သူ့ရဲ့ဆွေမျိုးတော်ဆက်ပုံတခါတည်းအဲ့လူရဲ့နာမည်ကိုတခါတည်း appointment ယူထားဖို့လိုတယ်နောက်တစ်ခုကကြတော့စကားကျွမ်းချင်းနဲ့ပြောတတ်ဆိုတတ်သူတယောက်ပေါ့နော်လိုက်လုပ်ပေးတဲ့သူတယောက်လိုအပ်တယ်နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ကျွန်တော်တို့အချိန်တိကျဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့ appointment ယူတဲ့ကသူတို့ကဒီချိန်ရောက်အောင်လာခဲ့ပါဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့သူတို့ပြောတဲ့အချိန်ကိုကွက်တိရောက်အောင်တော့သွားဖို့လိုတယ်ပေါ့နော်အချိန်နောက်ကျမှရောက်သွားတာမျိုးဒါဆိုရင်စောတာတော့ကိစ္စမရှိဘူးဗျာစောင့်နေလို့ရတယ်အချိန်နောက်ကျမှရောက်သွားတဲ့ဟာမျိုးဆိုလို့ရှိရင်လုံးဝကန်ဆယ်ဖြစ်သွားတယ်တွေးခွင့်မရဘူးပေါ့နော်ဒီလိုမျိုးလေးရှိပါတယ်မလေးရှားမှာရောက်နေတဲ့ကျွန်တော်တို့မြန်မာပြည်ထဲမှာလည်းဒီလိုမျိုးပေါ့နော် operation ကြောင့်ပေါ့နော်အဖမ်းဆီးဖြစ်တဲ့အခါမျိုးမှာဒီလိုမျိုးကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေကိုယ့်ရဲ့ဒါဆွေမျိုးသားချင်းတွေကိုတွားတွေ့ကျင်တယ်ဆိုလို့ရှိရင်တေချာနဲ့လုပ်ပေးတယ်ပေါ့နော်စိတ်ချရတဲ့အကိုတယောက်ရှိပါတယ်သူ့ရဲ့အကောင့်ကိုလည်းကျွန်တော်ကဒီ comment မှာအကောင့်လေးချပေးထားပါမယ်သူ့စီမှာဆိုရင်ဒါမေးလို့ရပါတယ်သူကလူရောကောက်ပေါ့နော်အကုန်လုံးလိုက်လုပ်ပေးပါတယ်ဒါလေးကကျွန်တော်ကြားညက်ပြီးပြောပြပေးလိုက်တာပေါ့နော်ကိုမိတ်ဆွေတွေထဲမှာလည်းဒီလိုမျိုးဒါအချင်းထောင်ကြနေတဲ့သူတွေရှိလို့ရှိရင်ဒီလိုမျိုးလေးသွားပြီးတော့တွေးလိုက်တာလေးကသူတို့အတွက်ဒါတော်တော်လေးအဆင်ပြေသွားတယ်ဆိုတာလေးကိုသိလိုက်ရပါတယ်အဲ့တော့ကျွန်တော်ဒီနေ့သွားခဲ့တဲ့အတွေ့အကြုံလေးနဲ့အကြောင်းအရာလေးကိုပြန်ပြီးတော့မှဒီကမိတ်ဆွေတို့ပြန်ပြီး sharing လုပ်ပေးတာဖြစ်ပါတယ်ကြည့်ရှုပေးတဲ့တကယ်ချင်းတယောက်ချင်းတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်အသိကျင်တဲ့အကြောင်းအရာလေးရှိလို့ရှိရင်လည်း comment မှာရေးခဲ့ပေးပါကျွန်တော်ကတော့ဇင်ကြီးပါနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ဗျ